နှစ်ဖက်မိဘများအမူထား၍ကိုတန်းနိုင်ဦးမက်မေထွေမိသားစုတို့မှတန်ခါအပား60ကိုနေစွမ်းလှူဒန်းနဲ့အလှူမတ်တန်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာစက်သားနက်တီးစုံကလည်းပဲအချင်းရီဘာလချောင်းကျော်နဲ့ထမင်းစုစုပေါင်းပွဲ60ကျွန်တော်တို့ရဲ့3ကာလာဖူရန်ထဲမှာအော်ရာမာကိုထတာလေးကိုစီစဉ်ဆောင်ရွက်ပြီးတော့စကိုင်းမျိုးမင်းဝန်တောင်ရိုမျက်စုဟိန်ပရိယတ်တိစာတင်တိုက်မှာရှိတဲ့စာချစာတင်ရဟန်းတာမဏေအပေါင်းကိုနေစွမ်းလေးအလှူရှင်မိသားစုရဲ့ကိုစားတွားရောက်လှူဒန်းပေးတဲ့အလှူမတ်တန်းလေးကိုရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ဗျာ